အားလုံးပဲသတိထား AI ကြောင့် Microsoft လုံခြုံရေးစံချိန်တင်ကျိုးပေါက်သွားတယ်လို့ AI သုံးဖို့ပတ်စံတွေပို့ပေးရမယ်။တစ်ချိန်တည်းမှာလည်းအာကနတော့တယ်မှာ Apple နဲ့ Elon Musk တို့ကြီးကြီးမားမားစတင်သွားပါပြီ။အားလုံးပဲမင်္ဂလာပါ။ဤပညာသတင်းတွေကိုအမြန်ဆုံးတင်ဆက်ပေးနေတဲ့ Technopad MM ကနေပြန်လည်ကြိုဆိုပါတယ်။ Tech Trends တွေ AI အပြောင်းအလဲတွေနောက်ကိုတလန်းကြိုရောက်ချင်တယ်ဆိုရင်တော့မှန်ကန်တဲ့နေရာကိုရောက်လာပါပြီ။အချိန်မဆွဲပဲစလိုက်ကြရအောင်။ပထမဆုံးသတင်းအနေနဲ့ Cyber Security လောကကိုကင်လုလိုက်တဲ့ Microsoft ရဲ့ AirBila Patch Tuesday အကြောင်းပြောကြမယ်။ရိုးပေါက်169ခုတွေ့ကြရတယ်။ဒါ AI ကြောင့်ပါ။ Threat actors တွေက AI ကိုသုံးပြီး zero-day exploits တွေကိုပိုမြန်မြန်ဖန်တီးလာကြတယ်။ဥပမာပြောရရင်တကိုးကို master key ထောက်ပေးလိုက်တယ်လို့ပါပဲ။ဒါကြောင့်ခင်ဗျားတို့က CISO သို့မဟုတ် Security Engineer တယောက်ဆိုရင် Enterprise Network တွေအတွက် Patch Management ကိုအခုချက်ချင်းအမြင့်ဆုံးဦးစားပေးဖို့လိုနေပါပြီ။ဒုတိယသတင်းကတော့ AI သုံးနေတဲ့ developer တွေလုပ်ငန်းရှင်တွေအတွက်သတိထားစရာပါ။ကမ္ဘာတဝက် compute power ရှားပါလာတဲ့ပြဿနာတွေကြောင့် Anthropic ဟာသူတို့ရဲ့ Claude AI ကို usage based pricing စနစ်ပြောင်းလိုက်ပါပြီ။ကိုသုံးသလောက်ပတ်စံပေးရမယ့်သဘောပါ။ Heavy AI users တွေအတွက်လုပ်ငန်းလဲပတ်မှုစရိတ် OPEX တက်လာနိုင်လို့ကိုယ့်ရဲ့ AI budget တွေကိုပြန်တွက်ဖို့အချိန်တန်ပါပြီ။အခုအာကာသအကြောင်းပြောရအောင်။ Amazon က$17 ဘီလီယံနဲ့ Global Star ကိုဝယ်လိုက်တယ်။အမေရိကန်ကဘာလဲဒီလား။ Apple ကပါဒီထဲမှာပါလာပြီး iPhone နဲ့ Apple Watch တွေအတွက် satellite features တွေကိုရေးရှိစာချုပ်လိုက်တာပါ။တကယ် tech giants တွေမဟာမိတ်ဖွဲ့ပြီး SpaceX ရဲ့ Starlink ကိုဈေးကွက်မှာအကြီးအကျယ်စိန်ခေါ်လိုက်ပါပြီ။ hardware ဘက်ကိုကြည့်ရအောင်ဆဲဆုနဲ့ပေါင်းများစွာကြီးဆိုလာတဲ့ Windows နဲ့ Wintel model ကိုဖြိုခွဲဖို့ Google နဲ့ MediaTek တို့ပေါင်းပြီး ARM-based AI PC အသစ်တွေဖန်တီးနေပါပြီ။ Android ecosystem နဲ့ ARM architecture ကိုပေါင်းလိုက်တာဟာ mobile နဲ့ desktop ကြားကကွာဟချက်ကိုဖျောက်ဖျက်ပေးမယ်မဟာဗျူဟာမြောက်ခြေလှမ်းပါပဲ။နောက်ဆုံးသတင်းကတော့ကျွန်တော်တို့ရဲ့နေ့စဉ် productivity ကိုအများကြီးမြန်ဆန်စေမဲ့သတင်းမှာ Google ဟာ Chrome browser တွေက Gemini မှာ skills ဆိုတဲ့ feature အသစ်ထည့်ပေးလိုက်ပါပြီ။ကိုအမြဲသုံးနေကြ prompts တွေကိုတင်ထားပြီး reusable လုပ်လို့ရသွားပါပြီ။ repetitive tasks တွေလုပ်ဖို့အချိန်အများကြီးသက်သာသွားပါလိမ့်မယ်။ AI ဟာအလုပ်တွေကိုပိုလွယ်ကူအောင်ကူညီပေးနိုင်တယ်လို့လုံခြုံရေးအရာလည်းအထူးသတိထားရမယ်အချိန်ရောက်နေပြီ။ Anthropic ပြောင်းကိုယ့်ရဲ့ AI ROI ကိုပြန်တွက်ပါ။ Gemini skills လို့ features တွေကိုသုံးပြီးအခုပဲ automation လုပ်ပါ။ tools တွေကိုကိုမသုံးတတ်ရင်သုံးတတ်တဲ့လူတွေကကိုယ့်ကိုကြော်တက်ခွာလိမ့်မယ်ဗျ။ဒီနေ့ update တွေထဲမှာမိတ်ဆွေတို့ရဲ့လုပ်ငန်းတွေပဲအချက်ကအရေးကြီးဆုံးလို့ထင်တယ်။အောက်က comment မှာဝင်ရောက်ဆွေးနွေးပြသွားကြပါဦး။ဒီဗီဒီယိုကနေတန်ဖိုးတစ်ခုခုရသွားတယ်ဆိုရင် like button ကိုနှိပ်ထုတ်မမေ့နဲ့နော်။နောက်ဆုံး tech သတင်းတွေ developer tools တွေကိုအမြဲ update ဖြစ်ချင်တယ်ဆိုရင် subscribe လုပ်ထားဖို့တိုက်တွန်းပါရစေ။ကောင်းမွန်တဲ့နေ့လည်တွေအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ။